iPhone 17 Pro တွေကို9သိန်းကျော်နဲ့ပဲပေးပါမယ် iPhone 6 စက္ကန့်လုံးလေးတွေပါရှင်ဗီဒီယိုလေးကိုတော့တေချာလေးကြည့်ပေးပါအောင်နော်ဒါလေးတွေကကြတော့ iPhone 10R2 16 Pro body chain အလုံးလေးတွေပါရှင် customer တွေဝက်ကွဲလူဝယ်ကြတဲ့ model ဆိုလဲမမှားဘူးနော် 64GB ပါမယ် 256GB ပါမယ် face ရော offline ရောအစုံပါမယ်ရှင်ဈေးလေးတွေပြပေးပါမယ်နော် iPhone 10R2 16 Pro 64GB face ကျန်တာ no error လုံးလေးတွေကကြတော့9,6,500ပါရှင် iPhone 10R2 16 Pro 64GB offline လုံးလေးတွေကကြတော့6,6,500ဖြစ်ပြီးတော့ 256GB offline လုံးလေးတွေဆိုလို့ရှိရင်တော့လေ6,9,500ပဲရှိမယ်နော်20W charger အသွင်ကြိုးကောင်းလက်ဆောင်ပါတယ်ဆိုင်လာဝယ်မယ်ဆိုလို့ရှိရင်တော့ Apple ID အကောင့်လေးတစ်ခါလေးဖွင့်ပေးပါရရှင်ရန်ကုန်ဆိုလို့ရှိရင်တော့အိမ်ရောက်ငွေချေစနစ်နဲ့ပို့ပေးပါရနော်တခြားမြို့နယ်တွေကတော့ငွေကြိုလွှဲရပါတယ်ရှင်